တခါတော့ငါတဲ့ငှက်တွေပြန်တန်းတဲ့ပြိုင်ပွဲတစ်ခုလုပ်ကြတယ်ငှက်တွေပြိုင်တဲ့အခါကျတော့ဘသူကအဝေးဆုံးနဲ့ဘသူကအမြင့်ဆုံးကိုပြန်နိုင်တယ်လဲဆိုတာငှက်တွေကပြိုင်ကြတယ်ပြိုင်ကြတဲ့အခါမှာအားလုံးကငှက်အားလုံးကပါဝင်ကြမယ်သူ့စွမ်းအစနဲ့သူပေါ့နော်အဲ့ဒီထဲမှာတစ်ပြေးနေတဲ့သူကတော့ဘသူလဲဆိုတော့စွမ်းအားရှင်လင်းယုံငှက်ကြီးပေါ့လင်းယုံငှက်ဆိုတာတောင်ပန်တွေကဖြန့်လိုက်လို့ရှိရင်လေအဝေးကြီးနောက် तू ကတဟုန်တို့တက်ပြီးတော့သွားလို့ရှိရင်နောက်ကငှက်တွေမလိုက်နိုင်ဘူးပေါ့နော်အဲ့တော့စွမ်းအားရှင်လင်းယုံငှက်ကဒါအနိုင်ရမှာပေါ့လို့ထင်ရတယ်လင်းယုံငှက်ကလည်းသူ့ကိုယ်သူဂျင်းနဲ့တယ်ပေါ့နော်အားလုံးကဒါပေမဲ့လည်းမလျှော့တော့ဆွဲလုံးလာနဲ့အတူတူပြိုင်ကြမယ်ဆိုငှက်တွေအသေးအကြီးအလက်အကုန်လုံးပေါ့နော်ပြိုင်ကြတယ်တဲ့ပြိုင်တဲ့အခါမှာထင်ထားတယ်လို့ပဲကျန်တဲ့ငှက်တွေကတဖြည်းဖြည်းနဲ့အတောင်ပံတွေညောင်းပြီးတော့ဖြည်းဖြည်းနဲ့လေအမြင့်ကိုရောက်လာလေဆက်မပြတ်နိုင်လေပြုတ်ကြလေနဲ့နောက်ဆုံးမှာလင်းယုံငှက်ကရှေ့ကိုတဟုန်တို့သွားပြီးတော့ဟိုအမြင့်ဆုံးရောက်တော့ तू ကပြန်လှည့်ကြည့်လိုက်တဲ့ခါမှာဟာငါနောက်မှာဘယ်သူမှမပါဘူး तू ရှေ့ तू ကိုယ်တိုင်တောင်းမှရှေ့ကိုဆက်ပြီးတော့မြင့်မနိုင်တော့ဘူးအဲ့အမြင့်ဆုံးကို तू ရောက်သွားတဲ့ခါ तू အတောင်ပံတွေကလည်းညောင်းသွားပြီငါတိတဲ့တော့ပို့ပြီးတော့မမြင့်နိုင်တော့ဘူးဒါပေမဲ့လေကြည့်လိုက်တဲ့ခါမှာတော့အောက်ကိုကြနေတဲ့ငှက်တွေကြံနေခဲ့တဲ့ငှက်တွေကိုကြည့်တော့သူများနေတဲ့ဆိုင်တော့တော်သေးတယ်ငါအမြင့်ဆုံးရောက်တာပေါ့လို့ तू ကအဲ့လိုပဲတွေးလိုက်တယ်သို့တော့ तू မတိလိုက်တဲ့အချက်ကသူ့အတောင်ပံကြားထဲကသူ့တောင်ပံအမွေးကြားထဲမှာခိုးပြီးတော့လိုက်လာတဲ့နှံပြေစုပ်ငှက်ကလေးတစ်ကောင်ရှိတယ်။အဲ့နှံပြေစုပ်ငှက်ကလေးကလင်းယုံကြီးကအတောင်ညောင်းပြီးတော့ကျတော့ရှေ့ဆက်မပြန်နိုင်မဲနဲ့ကြာတော့မဲအချိန်မှာနှံပြေစုပ်ငှက်ကလေးကအတောင်ကြားထဲကနေထွက်ပြီးတော့သူထပ်ပြီးတော့သူ့နိုင်တဲ့ခွန်အားလေးနဲ့လေထဲကိုတဟုန်တို့တက်လိုက်တော့လင်းယုံငှက်ကြီးရဲ့အထက်မှာဘသူရောက်သွားတယ်လဲဆိုတော့နှံပြေစုပ်ငှက်ကလေးရောက်သွားတယ်။အဲ့နှံပြေစုပ်ငှက်ကလေးဟာသူတော်လို့ရောက်သွားတာလားဆိုတော့တွေးကြည့်ရင်သူတော်လို့မဟုတ်ပါဘူးသူကအလွန်တော်သောလင်းယုံငှက်ရဲ့နောက်မှာမွေးအတောင်ပေါ်မှာခိုးပြီးတော့စီးပြီးတော့လိုက်သွားတာဆိုတော့လောကမှာလူဟာနှမျိုးနှစ်စားရှိနိုင်တယ်တစ်မျိုးကလင်းယုံငှက်လို့စွမ်းအားမြင့်မြင့်နဲ့ပြန်နိုင်တယ်ကိုယ်တိုင်အရေးချင်းနဲ့ပြန်နိုင်တယ်တချို့ကျတော့ညံကိုလွှာသုံးပြီးတော့ကိုယ်တိုင်ရေးချင်းနဲ့လုပ်မယ်ဒါပေမဲ့လည်းခိုးလို့ရတဲ့အချိန်လေးမှာအားကိုးတဲ့ယူရှိရင်အဲ့အားကိုးတဲ့အမိလေးနဲ့လေကားတက်ကလေးနဲ့အဲ့လိုလိုက်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်ပေါ့။ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာဘသူကအမြင့်ဆုံးပြန်နိုင်တယ်လေ။အဲ့ဒီကြပြားလေးအဲ့ပုံပြင်လေးကကျမကိုဘာစိတ်တက်ကိုပေးလိုက်တယ်လေဆိုတော့ကျမဟာနှံပြေဆုံးငှက်ကလေးဖြစ်ခြင်းဖြစ်မယ်။ဒါပေမဲ့လည်းထိုက်တင်ရာအတောင်ပံတစ်ခုခုမှာခဏတာဖြီခိုခွင့်ရရင်အဲ့ဒီအကူအညီနဲ့ပေါ့အမေဖြစ်ခြင်းဖြစ်မယ်သို့မဟုတ်ခင်ပွန်းဖြစ်ခြင်းဖြစ်မယ်သို့မဟုတ်လဲစာအုပ်ဖြစ်ခြင်းဖြစ်မယ်ဆရာဖြစ်ခြင်းဖြစ်မယ်ကျမရဲ့လင်းယုံငှက်တွေအများကြီးရှိပါတယ်အဲ့ဒီလင်းယုံငှက်တွေစီကနေပြီးတော့ကျမဒီတောင်ပံလေးထဲမှာဝင်သွားပြီးကိုနိုင်တဲ့စီကိုပြန်လိုက်ရင်တော့သူကအမြင့်ဆုံးလောက်ချင်းရောက်သွားမှာပေါ့